ကျွန်တော်ဒီနေ့ကတော့ဒီဟိုပါ credit ပေးရတဲ့တူကိုတုံးပြီးတော့ credit မပေးဘဲနဲ့ scale authorize scale လုပ်ပြီးတော့ရေးတာကိုပြပေးမယ်ဒီကောင်ကအရင်ကျွန်တော်ဒီပေးထားတဲ့ကောင်ကအခုက server down သွားတော့အဆင်မပြေဘူးပေါ့ရေးလို့အဆင်မပြေဘူးအဲ့တော့ကျွန်တော်ဒီမှာ Facebook အသစ်အနေနဲ့ထပ်ပေးထားမယ်ဒီကောင်မှာအကောင့်တွေပါကျွန်တော်အခါလေးဖွင့်ပေးထားမှာကိုယ့်အမို့ Gmail ပါရှင်ဒီကနေ register ကိုယ့်အတခါလေးလုပ်လို့ရတယ်အရင်ဒီကောင်ပေးတာဒီကောင်လေးက login ဝင်တော့ဟို server down တော့ဝင်ပြီးတော့မရတော့ဘူးကျွန်တော်ဒီကောင်လေးနဲ့စားထိုးရေးမယ်လောက်တာတော့တူတူပဲကျွန်တော်ဒီကောင်ကပုံမှန်ဟို login ဝင်လိုက်မယ်နော်Gmail ထည့်မယ် password ထည့်မယ်ဒါအကောက်ဖွင့်ပြီးသားမဟုတ်လို့ပေါ့ဒီအကောက်လည်းတစ်ခါလေးပေးထားမယ်နော်ဒီကောင်ကပုံမှန်ကျွန်တော်တို့ရေးရင်ဒီမှာသူက credit တွေနဲ့ပေးရတော့ဗျာပတ်စံနဲ့ပေးရမယ်ကျွန်တော်ဒီ popcorn ဆိုရင်ကျွန်တော် 5 credit ကုန်မယ်ဒီမှာ FRB ကိုပါတော့ဖြုတ်လို့ရတယ်ဒါသူရဲ့ကုန်မဲ့ credit တွေသူတခါလေးရေးပေးထားတယ်ကျွန်တော်တို့ဒါအောင်မှဒီ credit မပေးဘဲနဲ့ရေးမှာပေါ့ဗျာစကစ်အနေနဲ့တုံးရေးစကစ်အနေနဲ့ရဖို့ဆိုရင်တော့ကျွန်တော်ဒီ authorize စကစ်လောက်အောင်မယ်အဲ့ဒီထဲမှာကျွန်တော်ဒီမှာ model မှာကျွန်တော်2မှာmodel ကြည့်လိုက်ပေါ့ model မှာသူက support ပါတယ်ဆိုရင်တော့ဒီ2ကရေးလို့ရတယ်ကျွန်တော်ကောင်နေကြ UFT တွေမှာရေးလို့မရသေးဘူးကျွန်တော်ဒီ flag ကိုပိတ်ထားတဲ့သဘောလေးနဲ့ကျွန်တော်လုပ်ထားတယ်AMC လောက်ပဲရေးခွင့်ရှိအောင်လေ UFT မှာရေးလို့မရသေးဘူးလုံးကိုကျွန်တော်အစမ်းရေးပြမယ်ကျွန်တော် authorize skip အရင်လုံးမယ်ဆိုတော့ဒီကောင်ကကျွန်တော်2မှာအရင်လုံးမယ်နော်2မှာခုကကျွန်တော်ကRedmi Note 11ကိုရေးမယ်ပေါ့ Redmi Note 11 4G ဒီကောင် software ရေးခြင်းတယ် software ရေးခြင်းတဲ့အတွက်ကျွန်တော်ဒီမှာ browser ဝင်ပြီးတော့ရေးမယ်ကျွန်တော်ဒီကောင်ကျွန်တော်2နဲ့ software တစ်ချက်ရွေးကြည့်တော့ Android ရေးမယ်ကျွန်တော်ဒီမှာဟုတ်သူက flat ကိုနော် flat မှာမှိန်သွားရင်တော့သူကရေးမခံဘူးပေါ့ဗျာ supportရေးမခံအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒီမှာ authorize skip နဲ့လုပ်ပြီးတော့ခုန2လေးနဲ့ရေးမယ်ဗျာအဲ့တော့ authorize skip လုပ်မယ်ဆိုတော့9ရောက်8အဲ့တော့တက်ပွိုက်ထောက်ပြီးတော့9ရောက်8ဝင်မယ်9ရောက်8တော့ရောက်ပြီဆိုတော့ဒီမှာအောက်လေးမှာနော် authorize skip ဆိုတာရှိတယ်အဲ့ကောင်လေးကိုနှိပ်လိုက်မှာသူက information တွေစစ်ပြတချို့ဖုန်းတွေမှာလည်းစစ်ပေးတယ်တချို့ဖုန်းတွေမှာတော့မစစ်ပေးဘူးမစစ်ပေးလည်းပြဿနာမရှိဘူးဒါဒီမှာ authorize file button ဆိုပြီးတော့ပြပါတယ်ဒါဆိုရင်တော့ကျွန်တော်လုပ်လို့ရတယ်ပေါ့ဒါဆိုရင်ကျိုးမဖြုတ်နဲ့เนาะဒီအနေထားမှာပဲကျိုးတက်လန်းမယ်ထားမယ်ကျွန်တော်တူကိုခဏပိတ်မယ်အခုလာကျွန်တော်တို့ဒီဂျားကန်တွေနဲ့ရေးမယ်တူလေးကိုဖွင့်မယ်ပုံမှန်ဆိုဒီအောင် credit ပေးရမှာပေါ့ authorize နဲ့ရေးရမှာကျွန်တော် skip လုပ်ပြီးပါတယ် skip လုပ်ပြီးကျွန်တော် software ရေးမှာဆို Xiaomi ကိုသွားမယ် Xiaomi flat မှာ firmware ရွေးမယ် desktop ပေါ်မှာ flat firmware ပဲเนาะ Note 11အဲဒီ image ဝယ်ဖိုတာလေးကို select ပေးလိုက်ဘူး select ပေးရင်ဒီမှာ file တွေသွားရင်အကုန်လုံးရွေးပြီးသားဒီမှာကျွန်တော်ဘာမှပြင်ကြတော့မလို့ဒီမှာ model မှာကိုရွေးမဲ့ firmware ဟို name ကိုတစ်ချက်ရွေးလိုက်ပေါ့ Note 11ရွေးသွားရင်ဆိုရင်ကျွန်တော်တို့ flag ကိုနှိပ်လိုက်အောင်ဒီမှာလဲကိုတော့ရှင်းသေးတယ်ခဏဆောက်ပြီးဒီနားကလည်းနည်းကြက်အားဒါကျွန်တော် authorize skip ရတဲ့ဘယ်ဖုန်းမှဆိုရေးလို့ရပါပေါ့ဒီနေ့ကျွန်တော်ဒီမှာ5 credit ကုန်မယ်ပေါ့ဗျာကျွန်တော်ဒီမှာလည်းဘာမှ credit တွေမထည့်ထားတဲ့အတွက်ကျွန်တော် yes ပေးလိုက်မယ်အဲ့ဒါလို့ကျွန်တော် skip လုပ်ပြီးသားအတွက်ကျွန်တော် credit ပေးကြမလို့တော့မလိုပဲဒီမှာ partition တွေကိုစပြီးရေးနေရော software ရေးနေsuper ကိုရေးနေနော်
စင်ပြေစိုက်လဲတည်တယ်ပြီးတော့ဘိုင်းရလည်းမကင်ကျွန်တော်ဒီ credit ပေးရတူအားလုံးအခုနေတိုင်းခြားကန်နေနေဒီ i2 တွေကိုသုံးပြီးရေးလို့ရနော်ကျွန်တော်ဒီကောင်ဘိုင်းရမကင်လို့ဒီတူလေးကိုဆမ်းပြီးတယ်တခြားဟိုတူတွေအများကြီးရှိသေးတယ်အဲကောင်နေနဲ့လည်းခုလိုပဲရေးလို့ရတယ်လေးရေးပြီးသွားရင်ပြေသွားသူကနေခုဆင်းပြီးတော့ကြာသွားတယ်ဒါဆိုရင်တော့ရတယ်ကျွန်တော်သတိထားမှာဒီမှာတော့ဘိုင်ဘက်လုပ်ပြီးရတယ်ကျိုးကိုမဖြုတ်အောင်ကျိုးဒီတိုင်းနော်တလန်ထားပြီးဒီတူကိုဖွင့်ပြီးကျွန်တော် software ရွေးပြီးရင် flat ပေါ့ဗျာဒါဆိုရင်တော့ရတယ်ကျွန်တော် credit မှာပေးကြမယ်ပုံမှန်ဒီတူသုံးမယ်ဆိုရင်ကျွန်တော်သူရဲ့ credit ဝင်ပြီးမှသုံးလို့ရမယ်ပေါ့အဲ့တော့ကျွန်တော်တစ်ဆင့်ကြော်ပြီးတော့သုံးတော့ credit မပေးရတော့ပေါ့โอเคရှင်းပြပါ